ဒီတစ်ခေါက်တော့ algebra ပုတ်စာထဲက x square minus y square is equal to x minus y multiply x plus y ဆိုတဲ့ဟာလေးကိုပေါ့နော်ဒီဟာလေးကိုကျွန်တော်တက်တည်ပြရှိမယ်ထားပါတော့ကိုမှာမြေကွက်တစ်ခုရှိတယ်ကိုတငယ်ချင်းမှာမြေကွက်တစ်ခုရှိတယ်ပေါ့နော်သူတို့က square ဖြစ်တယ်လို့ယူဆမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမြေကွက်နှစ်ခုက area အနေနဲ့ဘယ်လောက်area ကွာဟတယ်လဲဆိုတဲ့ဟာကိုကျွန်တော်တို့သိချင်တယ်ဆိုပါစို့အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒါလေးကsquare ဖြစ်တယ်ဆိုတော့ဒါလေးက x square ဖြစ်မယ်ဒါလေးက y square ဖြစ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအလျားတိတယ်ပေါ့နော်အလျားက4ကိုယ့်ရဲ့မြေကွက်ကအလျား4တငယ်ချင်းရဲ့မြေကွက်ကအလျားက3ရှိတယ်ဆိုရင်ကျွန်တော်တို့ဒီဟာလေးကိုဒီ formula သုံးပြီးတော့မှဘယ်လောက်ကွာဟလဲဆိုတဲ့ဟာကိုရှာမယ်ပေါ့နော်အဲ့တော့ပထမနီလန်းနဲ့ရှာလို့ရတာကကျွန်တော်တို့ x square minus y square ပေါ့နော်ဒါလေးနဲ့ရှာလို့ရမယ်ဆိုတော့ x square က4 square minus y square က3 square so x square ကတော့လေးလေးဆက်ဆိုတော့16အနုတ်33လေးရ9ဆိုတော့ကျွန်တော်တို့7 unit ပေါ့နော်7 unit กว่าဟာတယ်ဆိုတဲ့ဟာလေး square unit square unit ပေါ့နော်ဟာกว่าဟာတယ်ဆိုတဲ့ဟာလေးဖြစ်မယ်နောက်နီလန်းနဲ့ရှာမယ်ဆိုရင်တော့ကျွန်တော်တို့ x minus y times x plus y ပေါ့နော်အဲ့တော့ x က4 minus 3နဲ့4 plus 3ဆိုရင်ကျွန်တော်တို့က1 times 7ပေါ့နော်အဲ့တော့ဒါလေးပဲ7 square unit ပေါ့နော် square unit လေးရတယ်ဆိုတော့ကျွန်တော်တို့ဒီမှာတက်တည်ပြပြီးပြီဒါကြောင့်မလို့သူက x square minus y square က x minus y နဲ့ x plus y ကိုမြောက်လက်နဲ့တူပါတယ်ဆိုလိုတာကကျွန်တော်တို့ area အနေနဲ့ရှာရင်လည်းarea အနေနဲ့ရှာရင်လည်းရတယ်လို့နောက်ထပ်တစ်ခုကကြတော့ length အနေနဲ့ရှာမယ်ဆိုရင်လည်းပဲရပါတယ်ပေါ့နော်အဲ့တော့ဒါလေးပါကျေးဇူးတင်ပါတယ်အဲ့တော့ကိုကဒီဟာလေးကိုစမ်းကြည့်ချင်တယ်ဆိုရင်တော့ကိုရဲ့အကြည့်၍ပေါ့နော်ကိုမှာမြေကွက်လေးရှိတယ်ဆိုပါဆိုကိုရဲ့မြေကွက်လေးကထားပါတော့ဒါကlength ကx ရှိတယ်ဆိုပါဆိုကိုရဲ့တငယ်ချင်းရဲ့မြေကွက်ကကြတော့length ကlet's say 5ပေါ့နော်ရှိတယ်ဆိုရင်ဒီနှစ်ခုရဲ့ကွာဟာချက်လေးကိုလည်းဒီ x square minus y square is equal to x minus y x plus y ဆိုတဲ့ဟာလေးနဲ့ဆန်းတက်ပြီးတော့မှဖြည့်ရှင်းကြည့်ပါပေါ့နော်အဲ့တော့အသုံးဝင်မယ်လို့မြင်လင်းပါတယ်တကယ်လို့မေးဆရာဆွေးနွေးဆရာရှင်လဲcomment မှာရေးသွားလို့ရပါတယ်